အားလုံးပဲမင်္ဂလာပါဒီနေ့17ရက်3လ2026မနေ့တည်တဲ့ပေါ့လေကျွန်တော်9-3တဲ့ကိုကြိုက်ပါတယ်နောက်3-3ကြိုက်ပါတယ်အားရပါရန်ထားကျန်တာတွေကတော့ကျွန်တော်ဒုတွေဘာညာထည့်ထားတာတွေကအကုန်လုံးရန်ကွက်ကြီးပါပဲဒီလိုထိုးပြခဲ့မယ်ဆိုလို့ရှိရင်လည်း9-6-5တက်ပါမချမ်းပါနဲ့ထိုးကြီးချီတီလို့လောက်ထားမနေ့ညကီးနေတယ်9-3-8ကီးပါမနေ့ကကျွန်တော်6-3 8-3 8-5ဆိုထည့်ပြီ6-5ထည့်မပေးလိုက်ဘူးနော်ကျွန်တော်လည်းတမင်ဖယ်လိုက်တာပါကျွန်တော်တစ်ဘရိတ်မို့နည်းနည်းလေးရှောင်လိုက်တာပါ1-6 break 1-6 break ကြီးထွက်တယ်ကနေတော့8-3 break ဝင်မယ်ဆိုလို့ရှိရင်တော့9-3တို့3-3တို့ကောင်းပါတယ်ဒီကတော့ကျွန်တော်9-3တဲ့ကိုကြိုက်ပါတယ်9-3လေးများထွက်လာကြလို့ရှိရင်ပြောအောင်နည်းနည်းတော့လောက်ထားကြပါဗျာကဲစိတ်ပါရင်လည်းလောက်ပါကြိုက်ရင်လည်းလောက်ပါအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့လုံးလုံးရည်ပြည့်စုံကြပါစေဘေးဥပါအန္တရာယ်ခတ်သိမ်းကင်းဝေးကြပါစေကောင်းကျိုးလို့ဆန္ဒလုံးလုံးရည်ပြည့်စုံကြပါ